န်ကျွဲကျန်ရဲ့အမိတ်ပေးမှုအောက်မှာဖန်ထန်းကိုင်းရဲ့မြေကန်ပီယာအဆင့်ဂိုင်းသားများစွာကယွင်ချစ်စီပြေးဝင်လာခဲ့ကြတဲ့အခါလေးလံသားပေါ်မှာဖီနစ်မီတောက်တွေလောင်ကျွမ်းစေလိုက်ပြီးအရှိန်ပြင်းစွာခုတ်ပိုင်းပစ်လိုက်ပါတယ်။ဒီဓာတ်ချက်တွေထဲမှာကောင်းကင်အဆင့်တွေပါဝင်နေလျက်ရှိတာမို့ဖန်ထန်းကိုင်းသားတွေလည်းမီတောက်တွေကြားလောင်ကျွမ်းသေဆုံးနေခဲ့ရတာကြောင့်အကြီးအကဲတွေလည်းယွင်ချေဟာစစ်မှန်တဲ့ဖီနစ်မီလျံကိုပိုင်ဆိုင်ထားတယ်ဆိုတာသေချာသိလိုက်ရပါပြီ။ယွင်ချေကတော့ဖန်ကျွဲကျန်ပေါ်မှာတစ်ကြိမ်တစ်ခါအသက်ရှင်ခွင့်ပေးထားခဲ့မှုပေမဲ့သူမရှိတဲ့အချိန်မှာချမ်းဖုံးတော်ဝင်မိသားစုကိုအနိုင်ကျင့်ဒုက္ခပေးနေတဲ့အတွက်ဒေါသအကြီးကျယ်ထွက်နေခဲ့ရသလိုသူ့လမ်းမှာလာရောက်ပိတ်ဆို့နေကြတဲ့ဂိုင်းသားအလုံးကိုလည်းအကုန်တက်ပစ်နေလိုက်ပါတယ်။ဒါအပြင်ဖန်ကျွဲကျန်ကိုဆက်လွတ်ပေးထားရင်နောက်တစ်ချိန်မှာပြဿနာတွေထပ်ဖြစ်လာနိုင်တာကြောင့်ဒီနေရာမှာအဆုံးသတ်ပစ်မယ်ဆိုပြီးသူ့စီပြေးဝင်သွားတဲ့အခါပထမအကြီးအကဲကဂိုင်းချုပ်လေးကိုထိခိုက်အောင်လုပ်ရဲမယ်ဆိုရင်ဖန်ထန်းကိုင်းတစ်ခုလုံးနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီးနောက်ခံအင်အားနဲ့ချိန်ချောက်လာခဲ့ပါတယ်။ယွင်ချေကတော့ဒီစကားတွေလစ်လျူရှုထားလိုက်ပြီးဖန်ကျွဲကျန်စီဆက်တိုးဝင်သွားခဲ့လို့ဒုတိယအကြီးအကဲဖြစ်သူလည်းတိုက်ပွဲကြတဲ့ချက်ချင်းဝင်ရောက်လာခဲ့ကသူတို့ဂိုင်းရဲ့အဓိကကျင့်စဉ်ဖြစ်တဲ့ခရမ်းရောင်မီတောက်တွေကိုစတင်ပြစ်လွတ်လာခဲ့ပါတယ်။ဖန်ထန်းကိုင်းကိုကောင်းကင်လောင်ကျွမ်းကိုင်းလို့လူတချို့ခေါ်ဝေါ်သတ်မှတ်ကြပေမဲ့ယွင်ချစ်စီမှာမီလီယံတွေရဲ့အရှင်သခင်ဖြစ်တဲ့ဖီနစ်မီတောက်တွေကိုပိုင်ဆိုင်ထားတဲ့အတွက်တာမန်မီတောက်အကုန်လုံးကိုအလွယ်လေးပဲပြာချပစ်လိုက်နိုင်ပါတယ်။ဒနာယီလာဖီနစ်မီတောက်ကိုမျက်မြင်ကိုတွေ့မြင်လိုက်ရတဲ့အခါအကြီးအကဲတွေပိုအံ့အားသင့်သွားကြပြီးသူ့လူတွေထက်သေးသွားရတဲ့အတွက်အကြီးအကဲဖြစ်သူကခရမ်းမွေတိုက်ကွက်တစ်ခုကိုထပ်မံထုတ်ဖော်လိုက်ပြီးယွင်ချစ်စီရစ်ပတ်စေလိုက်ပြန်ပါတယ်။သူ့ဘက်ကလည်းအုပ်ဆိုးရှင်ရဲ့အမျက်ဒေါသကိုချက်ချင်းထုတ်သုံးလိုက်ပြီးဒုတိယမြောက်ကျေဝင်ပေါက်ကိုလည်းအမြန်ဆုံးဖွင့်လှစ်ထားလိုက်တာကြောင့်ခရမ်းမွေကြီးရဲ့ရစ်ပတ်ချုံနှောင်မှုတွေကိုရုန်းကန်ဖောက်ခွဲပစ်လိုက်နိုင်ပါပြီ။အကြီးကဲစီကိုမီးတောက်တာလိုင်းတွေခုတ်ပိုင်းပစ်လိုက်တာမို့တစ်ဖက်ကလည်းလက်ဆွဲတော်တာအမြန်ထုတ်ယူထားလိုက်ပြီးအနီးကပ်တိုက်ခိုက်မှုတွေစတင်ပြုလုပ်လာခဲ့ပေမဲ့လေးလံသားကြီးရဲ့အားပြင်းမှုတွေကြားမှာအရေးနှိမ်သွားခဲ့ရပြန်ပါတယ်။ဖန်ကျွဲကျန်ဟာလက်ရှိပြစ်မဖြစ်လို့ဒုတိယအကြီးကဲကိုလစ်လျူရှုထားလိုက်ပြီးကျင်းနဲ့ဖျားအကွဲရိတ်ခြေလန်းကိုအမြန်ထုတ်သုံးလိုက်ကဂိုင်းသားအကုန်လုံးမတုံ့ပြန်လိုက်နိုင်ခင်မှာပဲဂိုင်းချုပ်လေးစီကိုအရှိန်ကုန်ပြေးဝင်သွားလိုက်ပါတော့တယ်။တတိဝင်လာတဲ့ဖန်တွန့်ချန်ကယွင်ချစ်လက်မောင်းစီကိုဓာတ်တစ်ချက်ခုတ်ပိုင်းပစ်လိုက်ပေမဲ့မာကျော်လုံးနဲ့လက်ဖြင့်ရိုးတွေကိုမဖြတ်တောက်နိုင်ခဲ့လို့အမြန်နောက်ဆုတ်လိုက်ရသလိုဖန်ကျွဲချန်ကလည်းယွင်ချစ်လက်ခုပ်ထဲကြာရောက်သွားခဲ့ရပါတယ်။ပြစ်တောက်သွားတဲ့ပြင်ပတန်ရာကလည်းမဟာဗုဒ္ဓကျင့်စဉ်ရဲ့ကုသပေးမှုအောက်မှာချက်ချင်းဆိုသလိုပြန်ကောင်းသွားခဲ့တာကြောင့်ဒီကောင်လေးကလူသားတစ်ယောက်ဟုတ်သေးရဲ့လားဆိုပြီးဖန်တွန့်ချန်တို့ထိတ်လန့်သွားခဲ့ရပါပြီ။မော်လီကတော့မဟာဗုဒ္ဓကျင့်စဉ်ရဲ့တတိယအဆင့်မှာဒီလိုအစွမ်းတတိမျိုးထုတ်ပေးနိုင်တယ်ဆိုပေမဲ့နောက်သားချက်တွေကိုစက်မခံနဲ့တော့ဆိုပြီးသူ့ကိုယ်သူအထင်မကြီးနေဖို့သတိပေးထားရတဲ့အခါယွင်ချေကလည်းသူ့လိမစ်ကိုသူသိထားတဲ့အတွက်စိတ်ပူမှန်နေဖို့ပြန်ပြောလိုက်ရပါတယ်။အခြေအနေတွေရှုပ်ထွေးလာတဲ့အခါဖန်တွန့်ချန်ကအပေးယူလုပ်ဖို့လေတံပြောင်းသွားခဲ့ပေမဲ့ဒုတိယအကြီးအကဲကတော့သူတို့ဂိုင်းချုပ်လေးကိုဆက်ဖမ်းထားမယ်ဆိုရင်ဖန်ထန်းကိုင်းတစ်ခုလုံးနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီးအင်အားပြချင်းချောက်လာခဲ့ပြန်ပါတယ်။ဖန်တွန့်ချန်ကအခုလိုဆက်လုပ်နေမယ်ဆိုရင်ယွင်ချေနဲ့သူတို့ဂိုင်းကြားမှာဘလို့မှပြန်မသိမြတ်နိုင်ဘူးဆိုပြီးထပ်ပြောလာတဲ့အခါယွင်ချေကလည်းဒီလိုအခြေအနေမျိုးကိုဟိုးအရင်ကရောက်ရှိနေပြီးသားဖြစ်လို့ဖန်ထန်းကိုင်းကြီးအင်အားလျော့သွားအောင်တယောက်ချင်းထပ်သက်ပြရမယ်လို့ဂယုမဆိုင်စွာပြန်တုံ့ပြန်လိုက်ပါတယ်။ဒါအပြင်ဖန်ကျွဲချန်ဟာဟိုးအရင်တုန်းကသူ့ကိုဖမ်းမိတဲ့အခါကျရင်အရေးခွန်ခွာပြီးအယိုးတွေကိုရိုက်ချိုးပစ်မှလို့ချိန်ချောက်ခဲ့ပေမဲ့အခုချိန်မှာတော့ဘာမှပြန်မလုပ်နိုင်တဲ့ကြက်ကလေးတစ်ကောင်လိုနှိမ့်ချသွားခဲ့ရပြီဆိုပြီးသူ့ဘက်ကပြန်လောင်းရလိုက်ပါတယ်။ဖန်တွန့်ချန်ကတော့ယွင်ချေဟာချန်ဖုံးတော်ဝင်မိသားစုကိုကိုစားပြုနေတယ်ဆိုရင်အခုလိုမောက်မာစော်ကားနေတာကိုဘာအတွက်ဝင်မတားပေးတာလဲဆိုပြီးအရှင်မင်းကြီးစီမေခွန်းထုတ်လိုက်ကအခုကိစ္စကိုလည်းတာဝန်ယူဖြေရှင်းခိုင်းလိုက်ပါတယ်။ယောဂဝေဒနာအပြင်းထန်ခံစားနေရတဲ့အရှင်မင်းကြီးဟာဘာစကားမှပြန်မပြောနိုင်ပဲချောင်းတွေသာစိုးနေခဲ့ရတာကြောင့်ဆန်အိမ်သခင်ချင်းကပဲဂျားဝင်ရှင်းပြလိုက်ရပါပြီ။လက်ရှိအခြေအနေကိုနားမလည်နိုင်သေးတဲ့ဒုတိယအကြီးအကဲကတော့ဖန်ကျွဲချန်ကိုအခုပြန်လွတ်ခိုင်းနေခဲ့တယ်လို့သူတို့ဂိုင်းချုပ်လေးရဲ့ဇာပင်တစ်ချောင်းလောက်ကိုထိခိုက်အောင်လုပ်ရဲမယ်ဆိုရင်ယွင်ချေကိုအရေးခွန်စုပ်ပစ်မယ်လို့ချင်းချောက်အော်ဟစ်လာခဲ့ပြန်ပါတယ်။ယွင်ချေဆိုတာတာမန်အချိန်တွေမှာလူပေါ်တယောက်လိုနေထိုင်တတ်ပြီးမိမလလေးတွေကိုနာဘူးကြတတ်ပေမဲ့အသက်အန္တရာယ်ကြုံတွေ့လာတဲ့အချိန်သူ့မိသားစုတွေနဲ့သူ့အသက်တွေကိုချင်းချောက်လာတဲ့အချိန်မျိုးတွေမှာရက်ဆက်သူတယောက်လိုအမြဲပြောင်းသွားတတ်ပါတယ်။အခုချိန်မှလည်းအကြီးအကဲရဲ့ချင်းချောက်စကားတွေဟာသူ့ဒေါသကိုမီးမြိုက်ပေးလိုက်တာမို့ဖန်ကျွဲချန်ရဲ့စပင်တွေကိုအစုလိုက်ဆွဲဆောင်ပစ်လိုက်ပြီးလေမျိုးပေါ်မှာလည်းဓာတ်တင်ပြလိုက်ပါတော့တယ်။ယွင်ချစ်ဘက်ကလှုပ်ရှားမှုတစ်ချက်မာယွန်းလိုက်တာနဲ့သူတို့ဂိုင်းချုပ်လေးအသက်ပြောက်သွားနိုင်တာမို့ဖန်ထန်းဂိုင်းသားတွေလည်းထိတ်လန့်မှုကြီးစိုးသွားရတဲ့အပြင်ဂုံသတင်းကြီးမြက်လာတဲ့သူတို့ဂုံတိတ်ခါတွေကိုလည်းလူပုံလဲမှာစော်ကားခံလိုက်ကြရပါပြီ။မောက်မာနေတဲ့အကြီးအကဲကတော့လှုပ်ရဲရင်လှုပ်ကြည့်လိုက်စမ်းဆိုပြီးထက်အားချောင်းတွေပြန်လို့စပင်တအုံလုံးဖျက်ချပစ်လိုက်တဲ့အပြင်ဖန်ကျွဲချန်ကိုလည်းမြေပြင်ပေါ်ပြောင်းဝှက်သွားစေတဲ့အထိဂယုမဆိုင်စွာရိုက်ချပေးလိုက်ပါတော့တယ်။အကြီးကဲဘက်ကဘလိုပဲပုံလက်စားချီမှာဆိုပြီးကျိန်ဆဲအော်ဟစ်နေလေယွင်ချေကလည်းဖန်ကျွဲချန်ကိုတစ်ချက်ထက်ရိုက်နေခဲ့ပြီးအကြီးကဲကိုလည်းဆက်ဆဲဖို့အတွက်တောင်ရည်သေးတဲ့လှမ်းပြောလိုက်ပါသေးတယ်။လက်တစ်ဖက်နင်းချိုးခံလိုက်ရပြီးဖန်ကျွဲချန်ဟာအခြေအနေတွေပိုဆိုးရွားလာတဲ့အခါတခြားကြီးကဲတွေလည်းအဲ့ဒီဘိုးတော်ကြီးကိုအတင်းဝိုင်းပြီးပါဆက်ပိတ်ထားကြပေမဲ့အော်ဟစ်ရုန်းကန်ပြီးဆက်အားချောင်းတည်သေးလို့ဖန်ကျွဲချန်လည်းယွင်ချေခြေထောက်အောက်မှာအကြိမ်ကြိမ်နင်းချိုးခံနေရပါတော့တယ်။
နောက်ဆုံးမှာတော့ဒေါသထွက်လာတဲ့ဖန်တွန့်ချန်ကပါတစ်ချက်ဖျက်ရိုက်ပေးလိုက်ပြီးဒုတိယအကြီးအကဲကိုအတင်းကျပ်နောက်ဆုတ်စေလိုက်ရပါတယ်။ယွင်ချေကိုလည်းမင်းဘက်ကသူတို့ဂိုင်းချုပ်လေးကိုအန်ဒရီကင်းစွာပြန်လွတ်ပေးမယ်ဆိုရင်လွတ်လပ်စွာထွက်သွားခွင့်ပြုမဲ့အပြင်သူတို့ဖန်မိသားစုကလည်းလက်ရှိရဲ့ညိုးတွေကိုမေ့ပစ်ပေးလိုက်မယ်ဆိုပြီးလက်စားပြတ်မချေကြောင်းကတိပေးလာခဲ့ပါတယ်။ယွင်ချေကတော့ဒီလိုမျိုးအပေါ်ရစကားတွေကိုအယုံကြည်မရှိတဲ့အတွက်မင်းသမီးချန်ရွဲ့ကိုစိတ်ကြည်နဲ့စေနိုင်မဲ့လက်တွေ့ကြတဲ့အာမခံချက်မျိုးကိုသာတောင်းဆိုလိုက်ပါတယ်။ဖန်တွန့်ချန်လည်းယွင်ချေဘာကိုဆိုလိုချင်လဲဆိုတာချက်ချင်းသဘောပေါက်သွားခဲ့လို့ဒေါသတက်ပြင်းမှုတ်ထုတ်ပစ်လိုက်ပြီးသူတို့ဖန်မိသားစုကြီးနဲ့ချန်ဖုံးတော်ဝင်တို့ကြားကသဘောတူလက်ထပ်ပွဲကိုတရားဝင်ဖျက်သိမ်းပေးတဲ့အကြောင်းလူပုံလယ်မှာကြီးညာပေးလိုက်ရပါတော့တယ်။ဂုံတိတ်ခါတွေဇက်တိုက်ကြဆင်းနေရလို့တခြားကြီးကဲတွေတားဆီးကျင်နေကြပေမဲ့လက်ရှိအခြေအနေကိုပြန်တရိယာမိလိုက်ကြပြီးချန်ဖုံးနှက်ဆောင်တွင်းကနေထွက်သွားလိုက်ကြရပါတယ်။ဂိုင်းချုပ်လေးကိုပြန်လွတ်ခိုင်းတဲ့အခါယွင်ချေကအကြီးကဲတွေကိုအရင်ပြန်နှင့်ခိုင်းလိုက်ပြီးစီးတော်ရင်သားရဲကိုလှမ်းခေါ်လိုက်ပြီးတာနဲ့ဖန်ကျွဲချန်လိုတခင်လေးတယောက်ကိုသူ့ဘက်ကပြန်လိုက်ဖို့ပေးရမှာပေါ့ဆိုပြီးခြေတစ်ချက်အားကုန်ဆောင်တင်လိုက်ပြီးမြောက်တက်လာတဲ့ဖန်ကျွဲချန်ကိုသားရဲကြောပေါ်ထိပြစ်ကန်ပေးလိုက်ပါတော့တယ်။ဖန်တွန့်ချန်ကလည်းဒီနေ့ခံစားခဲ့ရတဲ့အဆက်ကွဲမှုတွေကိုနောက်တစ်ချိန်ကျရင်အစပေါင်းများစွာပြန်လက်စားချမယ်ဆိုပြီးဂိုင်းချုပ်လေးနောက်ကိုအမြန်လိုက်သွားခဲ့ရပါတယ်။ဖန်မိသားစုထွက်သွားတဲ့နောက်အရှင်မင်းကြီးဟာယောဂပြင်းထန်လာပြီးသတိလစ်သွားခဲ့လို့အိတ်ဆောင်တဲ့တဲယူလာခဲ့ကြရတယ်လို့ယွင်ချေကိုယ်တိုင်တွေးကြောဆန်းကြည့်လိုက်ရပါပြီ။အခြေအနေတွေအတော်လေးဆိုးရွားနေတာသတိပြုမိလိုက်တဲ့အပြင်အရှင်မင်းကြီးရဲ့တွေးကြောတွေထဲမှာအစိတ်ပိုးကောင်လေးတစ်ကောင်ကအသက်ဆွမ်းအင်တွေကိုမိကပ်ပြီးစားတောင့်နေထိုင်နေတာကြောင့်ခန္ဓာကိုယ်ထဲကနေအမြန်ဆုံးထုတ်ယူရမယ်ဆိုပြီးဆေးကုသမှုကိုအမြန်ပြုလုပ်ရပါတယ်။အခုချိန်မှာအရှင်မင်းကြီးအသက်ကိုတေမင်းနဲ့အပြိုင်လူယူနေရပြီဖြစ်လို့ဝိညာဉ်လောင်ကျွမ်းပန်းအမြန်တောင်းယူလိုက်တဲ့အခါတတိယမင်းသားကအတင်းဝင်လူယူလိုက်ပြီးဖမ်းမိသားစုနဲ့လက်ထပ်ပွဲပြတ်သွားပြီဖြစ်လို့ဒီပန်းကိုသူတို့စီပြန်ပေးတဲ့ဆိုပြီးတားဆီးလာခဲ့ပြန်ပါတယ်။ယွင်ချေကချက်ချင်းပြန်လူယူလိုက်ပြီးတေချာအောင်စစ်ဆေးကြည့်တဲ့အခါဆေးစွမ်းကောင်းဟုတ်မနေတဲ့အချက်ကိုသတိပြုမိလိုက်တာကြောင့်လူပုံလဲမှာပဲဒေါသထွက်စွာအမုန်းချေဖျက်ဆီးပစ်လိုက်ပါတယ်။ဒီလိုရက်ကိုမြင်တော့တတိယမင်းသားကလည်းယွင်ချေဟာသူတို့ကိုမကူညီတဲ့အပြင်ပျက်စီးမှုယူဆောင်နေပါတယ်ဆိုပြီးအော်ဟစ်လိုက်ပေမဲ့ဂယုမဆိုင်တဲ့ယွင်ချေကတော့ဒီပန်းဟာအရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ထဲကိုထည့်သွင်းဖို့မသင့်တော်တဲ့အကြောင်းသူစီမှာပိုးသေးချတဲ့ကုသနည်းရှိတယ်ဆိုပြီးစိုးရိမ်သူတွေကိုရှင်းပြပေးလိုက်ရပါတယ်။သူတို့စီကခွင့်ပြုချက်တောင်းယူပြီးတာနဲ့ယွင်ချေကအချိန်မဆွဲတော့ပဲအဖိုးဖြစ်သူတင် जा ပေးလိုက်တဲ့ရွှမ်းကန်းစွမ်းအားတွေဖော်ထုတ်လိုက်ပါတယ်။ဒီပညာရက်ကဝိညာဉ်စွမ်းအားကိုကြိုက်တယ်လို့ပုံသွင်းနိုင်တာကြောင့်အရှင်မင်းကြီးရဲ့သွေးကြောတွေထဲထည့်သွင်းလိုက်နိုင်ပြီးခန္ဓာကိုယ်ထဲကအစိတ်ပိုးကောင်စီကိုတိုးဝင်သွားတဲ့အခါရုန်းကန်မှုတွေအပြင်းထန်ဖြစ်ပွားကြရပါတယ်။ဒီပိုးကောင်ဟာအရှင်မင်းကြီးစီကနေတဆောင့်စွမ်းအင်တွေအချိန်ကြာကြီးဆုပ်ယူထားခဲ့တာမို့အတော်လေးကိုအင်အားကြီးထွားနေခဲ့ပါတယ်။ဒါပေမဲ့ယွင်ချေကမဟာဗုဒ္ဓစွမ်းအင်တွေထပ်သုံးလိုက်တဲ့အတွက်ရွှမ်းကန်းတွေဟာရွှေရောင်ပြောင်းလဲသွားခဲ့တယ်လို့ဖီနိမီတောက်တွေလည်းထပ်မံရောက်ရှိလာတဲ့အခါအစိတ်ပိုးကောင်လည်းတောင့်ခံနိုင်စွမ်းပျောက်ဆုံးသွားခဲ့ရတာကြောင့်နောက်ဆုံးမှာတော့အရှင်မင်းကြီးရဲ့ပါးစပ်အတွင်းကနေထုတ်ယူလိုက်နိုင်ပါတော့တယ်။မကြာခင်မှာပဲအရှင်မင်းကြီးသတိပြန်ရလာခဲ့ကယောဂတွေပျောက်ကင်းသွားခဲ့တယ်လို့သူ့ခန္ဓာကိုယ်ဟာလည်းအလွန်ကိုပေါ့ပါသွားတယ်ဆိုပြီးဝမ်းသာအားရပြောဆိုလာခဲ့ပါတယ်။ယွင်ချေကတော့ဒီပိုးကောင်ဟာလူတစ်ယောက်ခန္ဓာကိုယ်ထဲကိုအလွယ်တကူမဝင်ရောက်နိုင်တာကြောင့်နောက်ွယ်မှာလှုပ်ကြံသူတွေထက်ရှိနေနိုင်သေးတယ်လို့ကောက်ချက်ချလိုက်ပြီးတတိယမင်းသားစီတစ်ချက်စိုက်ကြည့်လိုက်ပါတယ်။တတိယမင်းသားကလည်းနောက်ခံအင်အားနဲ့ပြန်ချင်းချောက်ပေမဲ့ဂယုမဆိုင်တဲ့ယွင်ချေကတော့ကူပိုးကောင်ကိုခန္ဓာကိုယ်ထဲအတင်းထည့်ပေးလိုက်ပြီးနှလုံးသားထိတွန်းပို့ပေးလိုက်တယ်လို့အရှင်မင်းကြီးခံစားနာကျင်ခဲ့ရတာတွေကိုကိုယ်တိုင်ကိုယ်ကျခံစားကြည့်လိုက်ဆိုကအပြစ်ပေးလိုက်ပါတော့တယ်။အစိတ်ပိုးကောင်ဝင်ရောက်သွားတဲ့အခါတတိယမင်းသားလည်းနာကျင်စွာအော်ဟစ်လူလွတ်နေခဲ့ရပြီးအဖေဖြစ်သူနဲ့ယွင်ချေတို့ကိုတောင်းပန်လာခဲ့ရပါတယ်။အရှင်မင်းကြီးကတော့တစ္ဆာဖောက်တဲ့ဒီလိုသားမိုက်မျိုးကိုဘလို့နီးမှခွင့်မလွတ်နိုင်တော့လို့တော်ဝင်မိသားစုတွေကအမိုက်တချို့ကိုရှင်းလင်းပြရမယ့်အချိန်ရောက်လာပြီဆိုပြီးဆဲအိမ်သခင်ချင်းကိုအကျဉ်းထောင်ထဲတွားထည့်ခိုင်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ညအချိန်ရောက်လာတဲ့အခါယွင်ချေနဲ့မင်းသမီးလေးတို့လည်းတီးတန့်တွေ့ဆုံလိုက်ကြပြီးသူမရှိခင်တုန်းကဘာတွေဖြစ်ခဲ့သေးလဲလို့ယွင်ချေကမေးမြန်းကြည့်လိုက်ပါတယ်။ချမ်းရွက်လည်းဒီစကားတွေကိုပြောသိရဲ့လားဆိုပြီးတခဏလောက်တုံဆိုင်သွားခဲ့ရပေမဲ့နတ်သမီးလေးချူရွက်ချန်ရဲ့ဝမ်းနည်းစရာအဖြစ်ပြက်တွေကိုပြောပြလိုက်ရပါတယ်။ဓာစီရင်ကြီးတဲ့ယွင်ချေပိတ်မိနေတဲ့အချိန်မှာနတ်သမီးလေးကအယူတယောက်လိုတိုက်ခိုက်ဖြစ်စည်းခဲ့ကနှလုံးသားတစ်ခုလုံးကွဲကြေပျက်စီးသွားခဲ့ရလို့သတိလစ်သွေးအံသွားခဲ့ရကြောင်းသူမပိုက်ထဲမှာလည်းယွင်ချေရဲ့ရင်သွေးလေးကိုလွယ်ထားရပြီဆိုတာတွေဖွင့်ပြောပြလိုက်ပါတယ်။ရေခဲတလင်းလိုအေးဆက်လာတဲ့နှလုံးသားပိုင်ရှင်နတ်သမီးလေးဟာသူ့ပေါ်မှာဒီလောက်ထိအနစ်နာခံခဲ့တာလားဆိုပြီးဒီစကားတွေကြားပြီးချိန်မှာတော့ယွင်ချေတယောက်အရန်ဆုံးအားသွားခဲ့ရတယ်လို့သူ့ရင်ထဲမှာလည်းအပြစ်မကင်းမှုတွေနဲ့နာကျင်မှုတွေခံစားလိုက်ရပါတော့တယ်။အခုဆိုရင်အချိန်အားဖြင့်တစ်နှစ်ကျော်လောက်ကြာမြင့်သွားပြီဖြစ်လို့စီကန်းတင်းကျပ်လာတဲ့ပင်းရွင်နန်းတော်ကြီးမှာချူးရွက်ချန်တယောက်ဘလောက်ထိတောင်ဒုက္ခရောက်နေမလဲဆိုတာယွင်ချေလဲစိုးရိမ်ကြီးစွာတွေးမိလိုက်ပါတယ်။ချန်ရွက်ကလည်းယွင်ချေအပေါ်နားလဲပေးသူဖြစ်လို့ချူးရွက်ချန်စီအမြန်သွားတွေ့ခိုင်းတဲ့အခါယွင်ချေလဲတစ်စက္ကန့်လေးတောင်အချိန်ဆွဲမနေတော့ပဲနတ်သမီးလေးရှိနေနိုင်လောက်မဲ့မြောက်ပိုင်းနေမြေတွေကပင်းရွင်နန်းတော်ကြီးစီကိုချက်ချင်းထွက်ခွာလာခဲ့ပေမဲ့ချူးရွက်ချန်ဟာအစောကြီးတဲ့ကမောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကြီးကိုတော့သူတို့နှစ်ယောက်လုံးတေချာမသိရှိခဲ့ကြရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။